ကဲ brother အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော် Mobile Legends ရဲ့ Golden Man Content Creation Event မှာကျွန်တော် Diamond တွေ free ဘယ်လိုယူရမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ။ Okay ကျွန်တော်ပထမဆုံးဗီဒီယိုလေးမစခင်ထုံးစံတိုင်းပဲကျွန်တော်ဒီမှာ Advanced Server အကောင့်တွေလာပြီးတော့ဖောက်လို့ရပါပြီ။ကျွန်တော်ဒီမှာ Advanced Server ဖောက်မယ်ဆိုလို့ရှိရင်တော့2မျိုးရပါမယ်။ပထမတစ်ခုကတော့ Normal Server နဲ့ Advanced Server တွဲရပါတဲ့အကောင့်တွေလည်းရနိုင်တယ်လို့ဒုတိယတစ်ခုကတော့ Normal Server မပါဘဲနဲ့ Advanced Server ကြီးပဲတီးတန့်ပါတဲ့အကောင့်တွေလည်းလာပြီးတော့ဖောက်ယူလို့ရပါပြီဗျ။ browser အနေနဲ့စိတ်ဝင်စားလို့စုံစမ်းမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုအောက်က description လေးမှာကျွန်တော်ရဲ့ဒီ Telegram channel လေးချထားပေးပါတယ်။အဲဒီ Telegram channel လေးထဲမှာ browser စိတ်ကြိုက်လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျ။ Okay ကျွန်တော် event လေးကိုဆက်သွားမယ်ဆိုလို့ရှိရင်ဒီ event လေးကကျွန်တော်2026ရဲ့ February လမှာကျင်းပမယ်ပွဲလေးတစ်ပွဲဖြစ်ပြီးတော့เนาะသူရဲ့စုလက်ဆောင်တွေလည်းအများကြီးပါပါတယ်ဗျ။ကျွန်တော် event လေးကိုဒီကျွန်တော်ရဲ့ဒီဗီဒီယိုအောက်က comment မှာပေါ့နော်ကျွန်တော်ပြင်ထောက်ထားပေးပါမယ်ဒီမှာဘာတွေရနိုင်လဲဘာစုတွေရနိုင်လဲဆိုတော့ကျွန်တော် battle emote တွေရမယ် avatar border တွေရမယ်ပြီးလို့ရှိရင်ကျွန်တော် diamond တွေရမယ်ပေါ့နော် okay ပထမဆုံးအနေနဲ့ဒီကနေကျွန်တော် diamond အလုံး100 free ရဖို့ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဗီဒီယိုတစ်ခုတင်ရပါမယ်ပြီးလို့ရှိရင်ကျွန်တော်ပြိုင်ပွဲမှာပထမဆုံးအချိန်ပါဝင်တဲ့လူဖြစ်ပြီးတော့ဒီဗီဒီယိုကပေါ့နော်တခြားလူစီကကူးထားတာမဟုတ်ဘူးကိုလောက်ထားတဲ့အစ်စ်ကိုဖန်တီးထားတဲ့ဗီဒီယိုတစ်ပုဒ်ဖြစ်ရပါမယ်အဲ့လိုဖြစ်မဖြစ်ကိုလည်းသူတို့ဘက်ကနေစစ်အောင်မှာဖြစ်ပါတယ်အဲ့လိုစစ်ပြီးသွားလို့အဆင်ပြေသွားပြီးအောင်မြင်ပြီးဆိုတဲ့ခါကြလို့ရှိရင် brother အလုံး diamond အလုံး100တိုက်ရိုက်ရမှာပဲဖြစ်ပါတယ်ဗျပြီးတော့ဒီဗီဒီယိုကဟိုတော့လူကြီးများပြီးတော့ကျွန်တော်လူတာဘုတ်မှာပါသွားတယ်ဆိုလို့ရှိရင်ကျွန်တော်အခြားငွေသားနဲ့diamond တွေလည်း free ရနိုင်တယ်ပေါ့နော် okay နောက်တစ်ခုကကြတော့ကျွန်တော်တငယ်ချင်းတွေကိုဖိတ်ခေါ်ရတဲ့ဟာဗျဒီမှာဆိုလို့ရှိရင် brother အနေနဲ့တကယ်ချင်းတယောက်ကိုခေါ်နိုင်လို့ရှိရင် diamond လုံး90ရမယ်2ယောက်ကနေ9ယောက်ထိခေါ်နိုင်လို့ရှိရင် diamond လုံး100ရမယ်6ယောက်ကနေ10ယောက်ထိခေါ်နိုင်တယ်ဆိုရင်150ရပြီးတော့10ယောက်ထက်ကျော်ပြီးတော့ခေါ်နိုင်တယ်ဆိုလို့ရှိရင်တော့ diamond အလုံး200ထိရမှာပဲဖြစ်ပါတယ်ဗျOkay ဒီ event လေးမှာကျွန်တော်ဘယ်လိုပါဝင်ရမလဲဆိုတော့အရင်ဆုံးဒီ event လေးကိုဝင်ပြီးတော့ကျွန်တော်ဒီထိတ်ဆုံးကအကောင့်ဝင်တဲ့နေရာလေးရှိပါတယ်အဲ့မှာအကောင့်ဝင်ထားပေးရပါမယ်ဗျပြီးလို့ရှိရင်ဗီဒီယိုတစ်ခုလုပ်ရမယ်ဒီ mobile legend နဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ခုပေါ့နော်အဲ့ဒါလေးလုပ်ပြီးသွားလို့ရှိရင်ကျွန်တော် social media ပေါ်မှာတင်ရမယ်ဒီ TikTok ရမယ် Instagram ရမယ် Facebook ရမယ် YouTube ရမယ်ပေါ့နော်အဲ့ဒီမှာဒီ hashtag လေးနဲ့ပေါ့နော်ကျွန်တော်ဒီမှာပါတယ်ကျွန်တော် #MLBB Golden M ဆိုတဲ့ hashtag လေးတစ်ခုရယ်နောက်တစ်ခုကကျတော့#MLBB creator ဆိုတဲ့ဒီ hashtag လေးနှစ်ခုနဲ့တင်ပေးရမှာပေါ့နော် okay အဲ့မှာဗီဒီယိုတင်ပြီးသွားပြီဆိုလို့ရှိရင်ဒီဗီဒီယို link ကိုယူပြီးတော့ဒီ mobile legend ဒီအခုလာတဲ့ event ရဲ့အောက်က submit now ဆိုတဲ့နေရာလေးမှာသွားပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်သူတို့ဗီဒီယိုကဘယ်ရက်ကနေစတင်ရမလဲဆိုလို့ရှိရင်ကျွန်တော်2လပိုင်း8ရက်နေ့ကနေစပြီးတော့နော်3လပိုင်း22ရက်နေ့ထိဗီဒီယိုတွေတင်လို့ရမှာပဲဖြစ်ပါတယ်ဗျပြီးလို့ရှိရင်တော့သူတို့23ရက်3လကနေကျွန်တော်30ရက်3လထိသူတို့ဂျားထဲမှာဟိုစစ်ဆေးအောင်မယ်ပေါ့နော်အဲ့လိုမျိုးဒါကတော့ဟိုကျွန်တော်လီဒါဘုတ်မှာပါတဲ့လူတွေတော့ပါတခြားမှာဆိုလို့ရှိရင်တော့ပုံမှန်ဆိုလို့ရှိရင်တော့ဒီစစ်ဆေးတဲ့ကာလာသူတို့1ရက်လောက်ပဲကြာတယ်ဗျာနော်သူတို့ဘက်ကနေစပြီးတော့ဒီကိုယ့်ရဲ့ဗီဒီယိုစစ်ဆေးပြီးတော့အောင်မြင်သွားပြီဆိုလို့ရှိရင်တော့စုတွေစပြီးတော့ရပါပြီဒီမှာရေးကြည့်ရဲ့ချက်တွေကဘာတွေလဲဆိုတော့ကျွန်တော်ဒီနော် return code ပေါ့နော် avatar border တွေရလာတဲ့ code တွေကို February လ18ရက်နေ့ကျမှစပြီးတော့ထည့်သွင်းလို့ရမှာဖြစ်ပါတယ်အခုက February 9ရက်ပဲရှိသေးရဆိုတော့နည်းနည်းတော့စောင့်အောင်ပဲပေါ့နော် okay social media နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် TikTok မှာဆိုလို့ရှိရင်တော့အနေငယ်ပြဿနာတော့ရှိနိုင်တယ်ဗျဘာလို့လဲဆိုတော့တချို့ရဲ့ TikTok အကောင့်တွေကအကောင့်ပိတ်ခံရတာမျိုးတွေရှိနိုင်လိမ့်မယ်ဗျနော်အဲ့တော့ကိုယ့်ရဲ့အကောင့်ကိုကိုကတကယ်လို့ TikTok မှာတင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကောင့်ကိုအရင်ဆုံးစစ်ဆေးပါဘာတွေလိုအဲ့လဲဘာတွေဟိုတည်မလားဟိုဖြတ်ခံရတာတွေဘာတွေအဲ့လိုမျိုးတွေမရှိအောင်လို့ပေါ့နော်တခါလေကြိုပြီးတော့စစ်ဆေးထားဖို့လိုပါမယ် okay ဒီမှာ diamond လုံး100ကတော့အဓိကသူတို့ဘယ်သူတွေအတွက်ရည်ရွယ်လဲဆိုတော့ဒီ video creator တွေအတွက်ကိုပဲရည်ရွယ်ပါတယ်ဗျ okay ဒီ video creator တွေရဖို့ပေါ့နော်ရာခိုင်နှုန်းပိုများပါတယ်ဗျ okay ဗီဒီယိုလေးကတော့ပါပဲbrother အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်အမှcomment မှာပင်ထောက်ပေးထားပါတယ် brother စိတ်ကြိုက်ဒီမှာ event ခိုက်ဒီမှာဝင်ပြီးတော့ brother စိတ်ကြိုက်ဖတ်ပြီးလို့ဖတ်လို့ရပါတယ်ပေါ့နော် okay အားလုံးပဲအဆင်ပြေကြပါလိမ့်ဗျ